ကျွန်တော်ဒီနိုင်ငံရောက်မှသတိထားမိတာတော်တော်များများလူမျိုး site income တွေရှာကြရပါတော့ site income တွေရှာရဆိုတာလူတိုင်းကဒီနိုင်ငံမှာလူတိုင်းနီးပါးကားစီးတယ်ပေါ့နော်ကားဝယ်စီးတယ်ကားလည်းဈေးအများကြီးမဟုတ်ဘူးပေါ့နော်ဈေးရန်တော်တယ် second hand တွေလည်းအများကြီးရှိတယ်ပေါ့နော်ဒီနိုင်ငံမှာကားဝယ်စီးကြတယ်ကားဝယ်စီးတော့သူတို့ကဘာလုပ်လဲဆိုတော့ကုမ္ပဏီမှာလုပ်ကြတယ်ပြီးတော့ကုမ္ပဏီကအပြန်ဖြစ်ဒါမှမဟုတ်စနေတင်းကနေပိတ်ရက်ဖြစ်ဆိုလို့ရှိရင်သူတို့ဟေ့DoorDash မောင်းတယ်ဒါမှမဟုတ် Uber မောင်းတယ်ပေါ့နော် Uber Food တို့ Uber Passenger တို့ Passenger မောင်းမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီနိုင်ငံရဲ့ license တက်တန်းဒါမှမဟုတ်တခြားနိုင်ငံရဲ့ license တက်တန်းတစ်နှစ်ရှိရပါပေါ့နော်ထားပါတော့ကျွန်တော်ကလောတဲ့ဒီနိုင်ငံရောက်ပြီးသိမကြတဲ့အချိန်မှာကျွန်တော်လောတဲ့ဖြတ်တန်းခဲ့ရတဲ့ဟာပေါ့နော်ကျွန်တော် DoorDash မောင်းတယ် DoorDash ဆိုတာဒီနိုင်ငံမှာအစားအစာလေးလိုက်ပို့တာပေါ့နော်စားတဲ့ဟာပေါ့နော်စားတော့ဖြစ်တယ်စားတဲ့ဟာပေါ့သူများတွေကဥမာထားပါတော့ဂျေရိုနဲ့မာတာဒွန်ကင်းတို့နဲ့ဒေါနတ်မာတာတို့ပြီးလို့ရှိရင် Starbucks မာတာတို့ပြီး McDonald's ကမုတ်တွေဟမ်ဘာဂါတွေမာတာတို့အဲ့ဒီမျိုးဟာတွေဆိုလို့ရှိရင်ကျွန်တော်တို့ကမာတဲ့ဆိုင်မှာသွားယူတယ်သွားယူသွားဆိုလို့ရှိရင်ဒီ customer စီကိုပေါ့နော်ပို့ပေးရတယ်အဲ့ပို့ကပေါ့ကိုရတယ်ပြီးလို့ရှိရင် customer ကိုစေတနာကောင်းရင်ဒါမှမဟုတ်သူတို့သဘောကျရင်တချို့ကြတော့ used to ဖြစ်နေအဲ့လိုမျိုးအချိန်တွေဆိုလို့ရှိရင် tip တွေပေးကြပါနော် tip ကျွန်တော်အပိုပတ်စံတွေရတယ်ဒါပေမဲ့အများကြီးလားဆိုတော့အများကြီးတော့မဟုတ်ဘူးfull time လုပ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်လုပ်ဘူးတယ်တိတ်မကြိုက်ဘူးပေါ့နော်ကား mileage တက်တယ်ပြီးရင်စီဘိုးကုန်တယ်ပေါ့နော်passenger ဆွဲတာတော့မဆန်းဘူးသေးတော့ကျွန်တော်လည်းသိချာမသိဘူးဒါပေမဲ့တချို့တွေကဒီ passenger ဆွဲတာကိုပဲ full time အနေနဲ့လုပ်ကြရပါတော့တချို့တွေကကြတော့ဒီရုံးပိတ်ရက်တွေမှာလုပ်ကြရတယ်တချို့ကဘာလုပ်လဲဆိုလို့ရှိရင်မနက်ပိုင်းရုံးသွားပြီးတော့ညနေလောက်ဆိုလို့ရှိရင်သူတို့ရုံးကပြင်လာပြီဆိုလို့ရှိရင်လမ်းကြောသိမ့်လို့ရှိလို့ရှိရင်သူတို့အဲ့ Uber တို့ဒီ DoorDash တို့မောင်းပြီးတော့ပို့လိုက်အောင်ပစ္စည်းပို့လိုက်လို့ရှိရင်အပေါ်ဝင်ငွေလေးရတာပေါ့ဒီမှာပေါ်ဝင်ငွေလေးရတယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ညစာတွေပါရအောင်အပြင်မှာဝယ်စားလို့ရတယ်ပေါ့မတော်လည်းပဲဖြစ်ပါဖြစ်တခုပေါ့အဲ့လိုမျိုးလုပ်ကြတယ်အဲ့ဒါကျွန်တော်ဘာလို့အရင်လှုပ်ချင်ပြီးတော့လှုပ်လဲဆိုလို့ရှိရင်အမေရိကမလာခင်တုန်းကမြန်မာနိုင်ငံမှာပြည်စင်ကာပူမှာတော့ကျွန်တော်ကဒီအမေရိကလူတွေရဲ့ဗီဒီယိုတွေတွေ့တယ်ပေါ့နော်သူတို့ကပြောတယ်ဟာတဲ့လုတ်ပိတ်ရက်လေးတဲ့အပြင်းပြေတဲ့လိုမျိုးပေါ့နော်အပေါ်ဝင်ငွေရှာလို့ရတယ်ချို့တွေကကြတော့စပိန်နဲ့ဗျာချို့တွေကစပိန်နဲ့အဲ့လိုမျိုးတွေလောက်ကြတာဆိုတော့အရင်လောက်ချင်တာပေါ့နော်ကျွန်တော်အဲ့လိုမျိုးအပေါ်ဝင်ငွေရှာတာအရင်ကြိုက်တယ်အရင်ကြိုက်တော့ဒီနိုင်ငံရောက်ရင်တော့လုံဦးမယ်ဆိုပြီးတော့ဒီနိုင်ငံတကယ်တမ်းရောက်လဲရောက်တကယ်လောက်တယ်ကျွန်တော်အဲ့လိုမျိုးအပေါ်ဝင်ငွေရှာတာကြိုက်တဲ့အတွက်ကြောင့်ကျွန်တော်DoorDash မောင်းတယ်ပေါ့နော် DoorDash မောင်းပြီးတော့မနက်မိုးလင်းကျွန်တော်9နာရီလောက်ကနေစပြီးမောင်းတယ်။ तू အရန် busy ဖြစ်တဲ့အချိန်တွေဆိုလို့ရှိရင်ပတ်စံပို့ပေးတယ်ပေါ့နော် busy ဖြစ်တဲ့အချိန်တွေဆိုလို့ရှိရင်ဥပမာမနက်စားတဲ့အချိန်မနက်ရုံးသွားခင်တို့အချိန်ပြီးလို့ရှိရင်နေ့လယ်စာစားတဲ့အချိန်ပြီးရင်ညနေပိုင်းပေါ့နော်ညစာစားတဲ့အချိန်အဲ့3ချိန်က busy ဖြစ်တယ်ပြီးလို့ရှိရင်ပတ်စံပို့ပေးတယ်အဲ့3ချိန်မှာဆိုလို့ရှိရင်ပြောစရာတော့ကောင်းတယ်ပစ္စည်းလေးစားစရာလေးတွားယူလိုက် application customer အိမ်ကိုပို့ပေးလိုက် तू က application ပေါ့နော်ထားပါတော့ကျွန်တော် DoorDash ပဲထားလိုက်တော့ DoorDash မှာ तू အဲ့ Dasher ဆိုတဲ့ app ထဲကိုကျွန်တော်တို့ဝင်ပြီးတော့ registration လုပ်လိုက်လို့ရှိရင်မြန်တယ်ပေါ့နော်approve ဖြစ်တာမြန်တယ်1ရက်လား2ရက်လားမသိအဲ့လိုပဲကြာတယ်အဲ့တော့ဒီ app ကနေပြီးတော့ကိုကဆွဲမယ်ဆိုလို့ရှိရင် CD ပဲဖြည့်တာပေါ့နော်ကားထဲမှာ CD ဖြည့်တာပြီးလို့ရှိရင်ဘယ်မှရှောက်သွားစရာမလိုသေးဘူးအိမ်မှာပဲနေအောင်အိမ်ကနေမှစထွက်မယ်ဆိုလို့ရှိရင်ကျွန်တော်အိမ်ကနေပြီးတော့အဲ့ app က power online ပြီးလို့ရှိရင်ကျွန်တော်တို့ available ဆိုပြီးတော့ online ပေါ့နော် online လို့ရှိလို့ရှိရင်တို့က customer မှာပြီဆိုလို့ရှိရင်တူတူဆိုပြီးတော့တက်လာပြီပေါ့နော်တက်လာလို့ရှိရင်ကြည့်လိုက်ကိုကြိုက်လာပေါ့နော်သူပေးတဲ့ဈေးကိုကြိုက်လာသူဈေးတော့ညှိလို့မရဘူးဈေးတော့ညှိလို့မရဘူးကိုကြိုက်တဲ့ဈေးဆိုလို့ရှိရင်ဒါမှမဟုတ်ကိုသွားယူရမယ့်နေရာနီးတယ်ဆိုလို့ရှိရင်
ခါကြလို့ရှိရင်သွားယူရမယ့်နေရာဝေးတယ်ပြင်ပို့ရမယ့်နေရာလည်းအိမ်နဲ့ဝေးသွားတယ်ဆိုလို့ရှိရင်မယူနဲ့ပေါ့နော်အဆင်မပြေဘူးအဲ့တော့ကိုကြည့်လိုက်လို့သဘောကျတယ်ဆိုလို့ရှိရင်ယူလိုက်ပြီးလို့ရှိရင်အဲ့ပစ္စည်းယူတဲ့နေရာကိုသွားပြီးလို့ရှိရင်သူတို့ order နံပါတ်ရှိတယ်ပေါ့နော် order နံပါတ်ပြောလိုက် customer မှားတယ်တခါကျလို့ရှိရင်ဟိုကမမေ့နဲ့ဒီကမမေ့နဲ့သူတို့ဆိုင်ကဒီကမေ့တက်တယ်ဟိုကမေ့တက်တယ်ဆိုပြီးတော့ note လေးရေးတယ်ပေါ့နော် note လေးတွေရေးတော့ကိုကတတိထားပေါ့နော်အဲ့ note တွေအကယ် note မရေးဘူးဆိုလို့ရှိရင်တော့ဘာမှမဖြစ်ဘူးသူတို့ order နံပါတ်ပြပြီးတော့ဆိုင်ကနေပြီးယူလိုက်ပေါ့နော်ငါ DoorDash ဒါမှမဟုတ် Uber လာတာပစ္စည်းလာထုတ်ချင်လို့ဆိုပြီးတော့ပြောလိုက်လို့ရှိရင်သူတို့ကအထုတ်ကလေးပေးတယ်တခါကြလို့ရှိရင်သူတို့ကမပေးသေးဘူးဆိုလို့ရှိရင်ကျွန်တော်စောင့်နေရတယ်ပေါ့နော်အဲ့ဒါစောင့်နေပြီးတော့သူတို့ကရောက်တာနဲ့အဲ့ဆိုင်ကိုရောက်ပြီဆိုတဲ့ဟာအမှတ်သားပြရတယ်ငါဒီဆိုင်ကိုရောက်ပြီပြီးလို့ရှိရင်ပစ္စည်းယူပြီးဆိုလို့ရှိရင်ဓာတ်ပုံရိုက်ရတယ်ငါဒီပစ္စည်းယူလိုက်ပြီပြီးလို့ရှိရင်လာပြီပေါ့နော်လာပြီဆိုလို့ရှိရင် customer ရောက်ပြီဆိုလို့ရှိရင် customer ရဲ့တကားဝမှာထားရတဲ့ဟာရှိတယ်တချို့တွေကကျတော့နှုတ်ရေးရတယ်ငါ့ကိုဘယ်ဒီဒါမှမဟုတ်ငါ့ကိုစာပို့ဘာမှမရေးထားလို့ရှိရင်တော့အဲ့တကားရဲ့ရှေ့မှာထားလိုက်ပြီးရင်ဓာတ်ပုံရိုက်ပေါ့နော်တကားအိမ်နံပါတ်ပြီးရင်အဲ့အထုပ်ကလေးနဲ့ဓာတ်ပုံရိုက်ပြီးလို့ရှိရင်application ထဲမှာပြီးသွားပြီပေါ့နော်ပြီးသွားလို့ရှိရင်ကျွန်တော်တို့တွန်းဆိုပြီးတော့ပတ်စံရမယ်ရလို့ကိုကစားတောက်ဆိုင်နည်းနည်းနီးသေးရဆိုလို့ရှိရင်မရွှေ့နဲ့ဘူးအဲ့နားမှာပဲစောင့်နေရတယ်တခါလေကြားလို့ရှိရင်အိမ်နဲ့ဆိုင်နေနဲ့ဝေးတဲ့နေရာရှိတယ်ဆိုလို့ရှိရင်ကျွန်တော်မရတော့ဘာလုပ်ရလဲဆိုလို့ရှိရင်ကျွန်တော်ဒီ line လမ်းပေါ်မှာMcDonald's တို့ Starbucks တို့Wendy တို့ချက်ကျော်တို့အဲ့လိုမျိုးဆိုင်နေ KFC တို့အဲ့လိုမျိုးဆိုင်နေနေရအောင်ပတ်ချလဲလှည့်ပြီးတော့ဟိုလို့မောင်းနေလို့ရှိရင်သူတို့တစ်ခုမှတစ်ခုကတော့တက်တာပဲတက်ပြီဆိုလို့ရှိရင်ကိုစင်ပြေဆိုလို့ရှိရင်ယူပေါ့နော်အရန်ပြောကြကောင်းတယ်အဲ့လိုမျိုးအပေါ်ဝင်ငွေရှာလေဒီနိုင်ငံမှာအဲ့လိုမျိုးလုပ်လို့ရတယ်အကယ်ကိုကဒီနိုင်ငံရောက်ပြီးတော့မှအဲ့လိုမျိုးစမ်းကျင်နေဆိုလို့ရှိရင်တော့စမ်းကြည့်ကျွန်တော် Walmart တို့ Amazon တို့စမ်းမလို့လုပ်သေးတယ်နော်နောက်ပိုင်းစမ်းမလို့လုပ်ရင်းနဲ့ဒီ cargo van မောင်းပြတော့ဒါပဲမောင်းလိုက်တာသူကအဲ့ cargo van နဲ့ဒီ DoorDash နဲ့ပုံစံချင်းကနည်းနည်းဆင်တယ်ပေါ့နော်ပုံစံချင်းနည်းနည်းဆင်တယ်ဆိုတော့ဒီ van ကားမောင်းတော့တိတ်မထူးမခြားနာပဲเนาะဒီမှာတော့နည်းနည်းအလုပ်ရှုပ်တာပေါ့ဒါပေမဲ့ပုံစံလေးရာသွားယူတယ်ပြီးလို့ရှိရင်ကိုမောင်းမဲ့နေအောင်မောင်းတယ်လို့ရှိရင်ပို့လိုက်တယ်ပေါ့နော်အဲ့လိုမျိုးတချို့တွေကကြတော့ဘာလုပ်လဲဆိုတော့ကျွန်တော်လိုမျိုးဗီဒီယိုတွေလုပ်တယ်ပေါ့နော်သူကဗီဒီယိုတွေလုပ်တယ်ဆိုလို့ရှိရင် YouTube ကနေလည်းပတ်စံရရတယ်ချို့တွေက TikTok ကနေလည်းပတ်စံတော်ရတယ်ကျွန်တော်ရဲ့ TikTok ကအခုမှစပြီးတော့ပြန်လုပ်နေရတယ်ပေါ့နော်အစ်စ်ကကြတော့အဟောင်းကကြတော့တော်တော်ကြာသွားပြီပြီးတော့ရှင်ပိတ်သွားသလိုမျိုးဖြစ်သွားတယ်ပေါ့နော်အသုံးလို့မရတော့အစ်စ်ဖွင့်ပြီးတော့ TikTok ပြန် run နေပြီးတော့ Facebook ပေါ့နော်တော့တဲ့ကျွန်တော်ပတ်စံအများဆုံးပေးတာကြတော့ Facebook ပေါ့နော်Facebook ကဗီဒီယိုတွေပုံတွေစာတွေတင်လို့ရှိရင်ပတ်စံတွေရတယ်ပေါ့နော်အဲ့လိုမျိုးကျွန်တော် digital income လေးတွေရှာကြတယ်ဒီနိုင်ငံမှာအဲ့တော့ဒီနိုင်ငံကိုမိတ်ဆွေကလာကျင်တယ်ဆိုလို့ရှိရင်အဲ့ဒါလေးလေ့လာအပေါ်ဝင်ငွေရှာနိုင်တဲ့နီလန်းလေးရှာပျော်ကြလဲကောင်းတယ်ပတ်စံလဲရတယ်ထားပါတော့ကိုလင်မယားပဲဖြစ်ဖြစ်ကိုသမီးသားပဲဖြစ်အဲ့လိုမျိုးအပျော်တန်းတွေလည်းရှောက်လို့ကြည့်ပါနော်အဲ့လိုမျိုးအပေါ်ဝင်ငွေရှာတဲ့နီလန်းလေးတွေရှောက်လို့ကြည့်အဲ့ဒါမိုက်တယ်ပြီးတော့ကျွန်တော်ဒီမှာအချိန်ရတယ်ဆိုလို့ရှိရင်ပေါ့နော်ဘာသာစကားလေးလည်းလေ့လာပေါ့နော်ကျွန်တော်ကစာမလို့တော့ ESL တက်မလို့ပေါ့နော်သွားတက်တယ်သွားတက်ပြီးတော့ session တစ်ခုပဲပြီးလိုက်ပါတော့ level တစ်ခုပဲပြီးလိုက်တယ်နောက်ကျတော့မအားတာနဲ့မတက်ပြတော့ဒီမှာငငယ်လေးနဲ့ပေါ့နော်ငငယ်လေးဆိုတာလူငယ်ဘဝအသက်အရွယ်ငယ်လေးဒီတိုင်ငယ်ကိုရောက်တယ်ဆိုလို့ရှိရင်အရန်ကန်ကောင်းတယ်ပြီးလို့ရှိရင်သူတို့တွေအားကြတယ်ပေါ့နော်ဘာလို့လဲဆိုတော့လှုပ်ရှင်ညာရေလှုပ်လို့ရတယ်အများကြီးပဲဒီနိုင်ငံကလှုပ်ရှင်ညာရေအကုန်လှုပ်လို့ရတယ်ပေါ့နော်အများကြီးပဲပညာတွေဆက်တင်မလားပြီးရင်ပတ်စံတွေရှာမလားအမျိုးစုံလှုပ်လို့ရတယ်ပေါ့နော်ရမ်းမိုက်တယ်ဒါကတော့ဒီအပေါ်ငွေရှာတဲ့အကြောင်းလေးပေါ့နော်အားလုံးကိုဒီ podcast သဘောမျိုးလေးမသိတဲ့လူတွေအတွက် sharing လုပ်ခြင်းဖြစ်ပါတယ်ဒီဗီဒီယိုလေးကတော့လောက်ပါပဲအားလုံးကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ထပ်ဗီဒီယိုလေးထပ်လုပ်မယ်ပေါ့နော်